သမီးရေမေမေဒီနေ့အလုပ်သွားတယ်နော်သမီးအဲ့ရနိုးတော့ဘာတွေလုပ်လဲပြောပြပါဒီတောက်တယ်မိုးဆိုးတယ်ပြီးတော့ဝဲတယ်ဘောလင်းတော့ဝဲတယ်အော်ဝေါ်မတ်သွားကြသေးတယ်ပေါ့ပြီးတော့ထမင်းမစားဘူးလားထမင်းစားတယ်ဒယ်ဒီကဘာလုပ်ကြည့်လဲပြောပါအောင်အမခု ဟာမခုလုပ်ကြည့်သေးတယ်ဟာမခုလည်းကြွေးတယ်ဝတ်တာလည်းကြွေးတယ်ဒယ်ဒီကချစ်လိုက်တာသမီးကိုဝတ်တာကြော်လဲကြော်ကြွေးသေးတယ်ချစ်လိုက်တော့လိန်မာလိုက်တာမိသမီးอ่ะဘာတွေဝယ်ခဲ့လဲပြောပြအောင်ဟိုဝယ်ခဲ့တယ်မြားရဝယ်ခဲ့လားဘာတွေဝယ်ခဲ့လဲပြောဝတ်တာဝယ်ခဲ့တယ်ဥလေတဲ့ဥတယ်လည်းပါသေးတယ်နောက်ပြီးတော့ဘာပါသေးလဲမမီတို့ပန်ရီပုံပန်ကာလည်းပါတယ်ပြီးတော့အပင်ဆိုင်ဖို့ရေပုံးနဲ့ကော်ပြားလေးလည်းပါသေးတယ်လေများပဲပါတယ်ဒဒီတော်ချစ်တယ်နော်သမီးကိုဒဒီကိုဝယ်ပြီးတီးတာဒဒီတော်ချစ်လားမမီကိုချစ်တယ်အဲ့ဆိုမမီကအီးဆေးပဲနော်မမီအလုပ်သွားတယ်ဒဒီနဲ့နေတယ်ဒဒီအလုပ်သွားဘယ်သူနဲ့နေလဲဒဒီရဲ့နေတယ်မမီဒဒီနောက်သွားပြီးတော့မမီရဲ့နေတယ်အဲ့ဒါသမီးအလိမ္မာတုံးလေးပါရှင်လို့